အားလုံးမင်္ဂလာပါ Don Simple Cooking နဲ့ပြန်လဲကြိုဆိုပါရရှင်ဒီနေ့တော့ဒါလေးချက်ပြမလဲဆိုတော့ဓာတ်လွန်ဒီနဲ့ကလဘဲဟင်းလေးမဆလာလေးနဲ့ချက်ပြပါမယ်ရှင်အားလုံးတူလိုက်ကြည့်ပြီးတော့သုံးဆောင်ကြရအောင်နော်ပထမဦးဆုံးကျွန်မစီလေးကိုထည့်ပါမယ်နော်စီလေးထည့်လိုက်ပြီးတော့စီလေးတော်တင်ကျက်ပြီးဆိုလို့ရှိရင်ခဏလေးဆောင်းပြီးတော့ကျွန်မဒီမှာအစင်တစ်ခါတိုင်းလိုပဲချက်ထားတဲ့စီချက်ကလေးကိုထည့်ပါဖြစ်ပါရဲ့ရှင်ဒီစီချက်လေးထဲမှာကြက်သွန်ဖြူဂျင်းစနွင်းအကုန်လုံးထည့်ပြီးတော့မှဒီချက်ထားတာဖြစ်ပါရဲ့ရှင်အဲကြောင့်မလို့ကြက်သွန်ဖြူတို့ဘာလို့တိတန့်ထည့်ကြဘယ်လိုတော့ပေါ့နော်ဒါလေးကိုဒီချက်လေးကိုပုံပြီးတော့မွေးလာတဲ့အစီလေးကိုပေးမယ်နော်ဒီမွေးလာပါရှင်ဒီလေးနဲ့မွေးလာရင်ဒီမှာဒီဟာလေးပေါ့နော်မြုပ်တီးကလည်းအစင်တဲ့တစ်ခါလေးထောင်းထားပြီးသားဖြစ်ပါရဲ့ရှင်မြုပ်တီးဒီမှာမြုပ်တီးအပုကိုပဲထောင်းထားပါတယ်ဆက်သက်တောင်ဖိုင်းမနာအောင်ပေါ့နော်ဒါလေးနဲ့ဒီရောင်လေးနဲ့လှပါရဲ့ရှင်ဒီအနံလေးလည်းမွေးလာပြီးအရောင်လေးလည်းလှလာပြီးဆိုရင်မဥဆုံးဒီမှာတန်လွန်ဒီကိုထည့်ပါမယ်ရှင်သူ့ရေလေးနဲ့သူခဏလေးတန်လွန်ဒီကို2မိနစ်3မိနစ်လောက်တော့ကျွန်တော်တို့ခဏလေးအုပ်ထားပြီးပါမယ်ရှင်ဒီလေးနဲ့ခဏပေါ့နော်2မိနစ်လောက်အုပ်ထားမယ်နော်2မိနစ်3မိနစ်လောက်ပြီးသွားတဲ့အခါမှာဒီလေးကိုရောင်လေးလာပြီးချိန်လေးနဲ့ပြီးပေါ့နော်ဒီနေ့နီးလာအောင်လုပ်ပြီးပါမယ်ရှင်ဒီမှာစားအင်းရုပ်ထည့်ပါမယ်လုံးဒီလေးတွေအတော်အကျဉ်းလေးစာပြီးပြီးဆိုကျွန်မပြုတ်ထားတဲ့ကလဘဲတွေကိုထည့်ပါမယ်ရှင်ပြုတ်ထားတဲ့ကလဘဲလေးတွေကိုရုံးပြပါမယ်စားနည်းနဲ့ထည့်မယ်နော်စားနည်းနဲ့ထည့်ပါရှင်ဒီလေးနဲ့ထည့်ပြီးတော့မှခဏအုပ်ထားပါမယ်ရှင်ပဲရလည်းပြုတ်ထားပြီးသားဆိုတော့ပဲရလည်းနူးပြီးသားဖြစ်ပါတယ်ကျမတို့ဒီရေလေးပေါ့နော်ရေလေးနဲ့မြုပ်အောင်ခဏထားပြီးရင်ဒါ3မိနစ်4မိနစ်လောက်တော့ခဏလေးကျွန်တော်တို့အုပ်ထားပါအောင်လို့ရှိရင်ပို့ပြီးတော့မှတန်းလွန်တီးရောပို့ပြီးတော့ချိုရည်လေးပို့ဝင်သွားအောင်လို့ပေါ့နော်ဒီ9မိနစ်လောက်ရှိသွားတဲ့အခါမှာတော့ကျက်ပါပြီရှင်တန်းလွန်တီးနဲ့ပဲဟင်းလေးနဲ့အဲ့တော့မွေးဝအောင်လို့မဆလာလေးထည့်လိုက်ပါမယ်ရှင်
မဆလာအများကြီးလည်းမဟုတ်ပေါ့နော်မဆလာအနည်းငယ်ထည့်လိုက်ပါမယ်အခုဆိုလို့ရှိရင်မဆလာနှံလေးလည်းမှုေးပြီးတော့မှအင်မတန်စားလို့ကောင်းတယ်ဓာတ်လွန်သီးနဲ့ကလဘဲဟင်းလေးကိုကျမတို့အစင်တင်စားသုံးလို့ရပါပြီရှင်မိသားစုတွေအားလုံးလူချက်စားနိုင်ကြပါစေရှင်ကဲအခုဆိုလို့ရှိရင်မှုေးပြီးတော့အင်မတန်စားခြင်းစပွဲဖြစ်တဲ့ကလဘဲနဲ့ဓာတ်လွန်သီးဟင်းလေးရပါတယ်ရှင်မိသားစုတွေအများကြီးသူစားလို့အဆင်ပြေပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်